အခုကျွန်တော်ပြထားတဲ့ကွန်ပျူတာလေးကသူက keyboard မရတာဖြစ်ပါတယ်အဲ့တော့အခုဒီ keyboard မရတဲ့ပြစ်ချက်ကဘာဖြစ်မလဲဆိုပြီးတော့ကျွန်တော်စစ်ကြည့်တဲ့အခါမှာပထမဦးဆုံးကျွန်တော်စစ်ကြည့်တာဘာလဲဆိုလို့ရှိရင်ဒီ keyboard driver ကိုအရင်ဆုံးစစ်မှာဖြစ်ပါတယ်အဲ့တော့ keyboard driver ကိုစစ်ဖို့အတွက် zip pc ပေါ်မှာ right click နှိပ်ပြီးတော့ manage ကိုနှိပ်ပါမယ်manage ကိုနှိပ်ပြီးတော့ကျွန်တော်တို့ device manager တွေကိုတစ်ချက်နှိပ်ကြည့်ရမှာအဲ့တော့ device manager ထဲမှာဒီမှာ human interface device မှာ elan ez test fitter ဆိုတဲ့ကောင်ကသူကဒီမှာဒါသူ3 page လေးပြနေတာဖြစ်ပါတယ်အဲ့တော့တေချာပေါက်ဒီ elan ez test fitter ဆိုတာကကျွန်တော် pointing device တွေ keyboard driver တွေနဲ့ဒါသက်ဆိုင်မှုရှိတာကြောင့်မလို့ဒီ driver ကကျွန်တော်တို့ face ဖြစ်နေပြီးတော့ keyboard ရိုက်လို့မရတာဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ပထမဦးဆုံးလုပ်ကြည့်မှာကကျွန်တော်ဘာလုပ်ကြည့်မလဲဆိုလို့ရှိရင်ဒီကွန်ပျူတာအတွက် official driver ကိုကျွန်တော်ကသူ့ရဲ့ Lenovo support ဒါကျွန်တော်ရဲ့ကွန်ပျူတာ Lenovo ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် Lenovo support website မှာကျွန်တော်တို့ကသွားပြီးတော့သူ့ရဲ့ SN number ကိုရိုက်ထည့်ပြီးတော့ရှာမှာဖြစ်ပါတယ်အဲ့တော့ဒီကွန်ပျူတာရဲ့ SN number ကိုဘယ်လိုရှာရမလဲဆိုတာပါကျွန်တော်တစ်ခါလေးပြပေးပါမယ်အဲ့တော့ SN number ရှာဖို့အတွက်ကျွန်တော် command prompt ကိုခေါ်မယ် command prompt ကိုခေါ်ဖို့ကိုကျွန်တော်တို့ကဒီမှာ keyboard ရိုက်လို့မရတာဖြစ်တယ်ပေါ့နော်အဲ့တော့ keyboard ရိုက်လို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က task bar ပေါ်မှာ right click နှိပ်ပြီးတော့ဒီမှာshow tag keyboard button ဆိုတဲ့ကောင်လေးကိုအမှန်ကြီးလေးပေးတာပါအမှန်ကြီးလေးပေးထားမယ်ဆိုလို့ရှိရင်တော့သူကဒီနေရာမှာ keyboard ပုံလေးပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ကဒီမှာကာဆာလေးရှာမယ်ပြီးရင်ဒီ keyboard button လေးကိုတစ်ချက်နှိပ်ပြီးတော့ဒါ screen keyboard လေးခေါ်လိုက်မယ်ပေါ့နော်ခေါ်ပြီးတော့ကျွန်တော်ကဒီမှာ CMD လို့ကျွန်တော်ရိုက်ပါမယ်အဲ့တော့ CMD ဆိုတော့သူ command prompt ပွင့်လာပါပြီအဲ့ဒီ command prompt ကိုကျွန်တော်က run as administrator နဲ့ကျွန်တော်ဖွင့်လိုက်ပါမယ်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ serial number ကိုသိဖို့အတွက်ကျွန်တော်တို့ရိုက်ရမယ့် command ကဒါ WMIC ဒါကျွန်တော် mouse နဲ့ light နှိပ်နေတာပေါ့နော်တကယ်လို့ဟို mouse ပါဒီဘက်က tab pad ပါသုံးလို့မရတာဆိုရင်တော့အခုဒီကောင်ကတော့ဒီ tab pad ကသုံးလို့ရနေရပေါ့နော် tab pad ပါသုံးလို့မရတာဆိုရင်တော့ကျွန်တော်တို့ဘေးကနေပြီးတော့ Acer နဲ့ mouse တစ်လုံးထိုးရပါမယ်အဲ့တော့ဒီမှာ Acer နဲ့ mouse နဲ့ကျွန်တော်ကလိုက်ပြီးတော့ရိုက်လိုက်ပါမယ် WMIC BIOS ပေါ့နော်ဒါမှာ system administrator ကတော့ BIOS ကိုသိရပေါ့နော်ဒါပေမဲ့တာမန် user ဆိုလို့ရှိရင်တော့ BIOS လို့အသေးတွေပဲရိုက်လိုက်ပါအဲ့တော့ WMIC BIOS GAT serial number လို့ရိုက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာရိုက်လိုက်ပါမယ် WMIC BIOS GAT SERIAL serial ပြီးရင် serial နဲ့ number နဲ့ကိုကျွန်တော်တို့စပိမရှားပါဘူးဒီတိုင်းဆက်ပြီးတော့ရိုက်ပါမယ်အဲ့တော့ WMIC BIOS GAT serial number လို့ရိုက်ပြီးတော့ကျွန်တော်ဒီဘက်က enter လေးကိုခောက်လိုက်ပါမယ်ဒါဆိုရင်တော့ဒီမှာMP18 MP4S ပေါ့နော်ဒီကောင်ကသူ့ရဲ့SN number ပါအဲ့တော့အဲ့ကောင်ကိုကျွန်တော်က select လေးပေးပြီးတော့ keyboard ကနေပြီးတော့control C ကိုနှိပ်ပြီးတော့ copy ကူးလိုက်ပါမယ် control နဲ့ C ကိုနှိပ်ပြီးတော့ copy ကူးလိုက်ပါမယ် okay အဲ့တော့ C ကိုနှိပ်ပြီးတော့ကျွန်တော်ဒီကောင်ကို internet ချိတ်လိုက်ပါမယ်အဲ့တော့ကျွန်တော် internet ဒီမှာရိုက်ထည့်တာကြာနေမှာဆိုလို့ဗီဒီယိုလေးခဏရပ်ပါအောင်မယ်ဗျအခုဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ internet ထည့်လိုက်ပါပြီinternet ရသွားပြီဆိုရင်ကျွန်တော်တို့က browser ထဲကိုသွားပါမယ် browser ထဲကိုသွားပြီးတော့ကျွန်တော်ဒီမှာ Lenovo driver လို့ရိုက်ပါမယ်အဲ့တော့ကျွန်တော်လောလောဆယ်တော့သူက keyboard မရသေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာ Lenovo driver download လို့ရရင်လည်းရပါတယ် Lenovo support လို့ရရင်လည်းရပါတယ်အဲ့တော့ Lenovo support တွေကိုသွားလိုက်မယ်သွားပြီးဒီအပေါ်ဆုံးမှာချိနေတဲ့ဒီ official website ပေါ့နော် official website ထဲကိုဝင်မယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကကွန်ပျူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမျိုးတွေတက်လာရင်တော့ access all cookie ကိုနှိပ်လိုက်မယ်ဒီမှာတော့ PC ပေါ်ကိုတစ်ချက်နှိပ်မယ်ပေါ့နော်ကွန်ပျူတာဖြစ်တဲ့အတွက်ကြောင့်မလို့ PC ပေါ်ကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာset PC support ဆိုတဲ့နေရာမှာကျွန်တော်တို့ကright click နှိပ်ပြီးတော့ကျွန်တော်တို့ခုန copy ကူးလာတဲ့ SN number ကိုရှာလိုက်ပါမယ်ရှာပြီးတော့ကျွန်တော်ဒီဘက်ကရှာတဲ့ cloud လေးကိုတစ်ချက်နှိပ်ကြည့်ပါမယ်အဲ့တော့ဒီမှာသူပေါ်လာပြီပေါ့နော်ကျွန်တော်ရဲ့ကွန်ပျူတာကဒါ131KB laptop idea pad ဆိုပြီးတော့သူပြနေပါပြီအဲ့တော့ဒီမှာတော့သူကဒီ laptop က outsource run လို့ပြနေပါတယ်အဲ့တော့ဒီကောင်ကတော့နည်းနည်းလေး update ဖြစ်နေပြီပေါ့နော် okayအဲ့တော့ကျွန်တော်ဒီမှာ driver software ဆိုတဲ့ကောင်ကိုတစ်ချက်နှိပ်ပါမယ်driver software ဆိုတဲ့နေရာမှာတော့ကျွန်တော်ကဘယ်ကောင်ကို
ရှာရမလဲဆိုတော့manual update ဆိုတဲ့ကောင်ပေါ်ကိုနှိပ်ပါမယ်အဲ့တော့ manual update ဆိုတဲ့ကောင်ထဲမှာsorry ဒီမှာတော့သူက Ansible developer support လို့ပြနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ driver ကရှာလို့တော့ရပါသေးတယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့ down ရမယ့်တစ်ခုကဒီမှာ mouse touchpad and keyboard ဆိုတဲ့ကောင်ကိုကျွန်တော် upgrade မြင့်ကြည့်ပါမယ်အဲ့တော့သူ့ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်ဒီအောက်မှာရှိနေတဲ့ကျွန်တော်တို့ဒီနောက်ဆုံး version ကိုပဲတောင်းမယ်ပေါ့နော်ဒီမှာတော့သူက download မတွေ့ဘူးသူက90.5 လို့ပြောတယ်အဲ့တော့ကျွန်တော်ဒီကောင့်ကိုပဲ download လုပ်ကြည့်လိုက်ပါမယ်အဲ့တော့ဒီမှာ download လုပ်ပြီးသွားပါပြီ download ပြီးသွားဆိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ပေါ့နော်ဖွင့်ပြီးတော့ဒီကောင့်ကိုကျွန်တော် double click နှိပ်ကြည့်ပါမယ်အဲ့တော့နှိပ်ဆက်နှိပ်ပြီးတော့ပဲသူ့ကို install လုပ်ကြည့်လိုက်ရအောင်ပါသူကတော့ရှိနေပြီးသားလို့တော့ပြနေတယ်အဲ့တော့ LAN ဒီကောင်လေးကိုပေါ့နော် LAN tablet driver ဆိုတော့ဒါသူက driver install လုပ်ပြီးတဲ့နောက်မှာနောက်ထပ် driver ကိုဆက်ပြီးတော့တခါတည်း install လုပ်ခိုင်းတာပါအဲ့တော့ဒီမှာ driver တွေကိုကျွန်တော် install လုပ်လိုက်ပါမယ်အဲ့တော့ face နဲ့နှိပ်ကြည့်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ကဒီခုနက DPC ပေါ်မှာ right click နှိပ်ပြီးတော့ menu ကိုပြန်နှိပ်ပါမယ် menu ကိုပြန်နှိပ်ပြီးတော့ device manager တွေကိုသွားမယ်ပြီးရင်ဒီ elan ether test ဖြစ်တာကကျွန်တော်တို့သူ3 page လေးပြနေတော့မယ်အဲ့ပေါ်ကို right click နှိပ်ပြီးတော့ကျွန်တော်တို့ကupdate driver ပေါ်ကိုတစ်ချက်နှိပ်ပါမယ် update driver ပေါ်ကိုနှိပ်ပြီးဆိုရင်ဒီ browse my computer for driver ကိုရွေးပါမယ်ပြီးရင်တော့အောက်မှာရှိနေ let me pick from a list of available driver on my computer ဆိုတဲ့ကောင်ကိုရွေးပါမယ်ရွေးပြီးရင်တော့ကျွန်တော်တို့ကဒီကောင်ကို elan ether test ဖြစ်တာက error တက်နေတယ်ဒါကြောင့်မလို့ကျွန်တော်အောက်က standard ps2 keyboard ကိုကျွန်တော်ရွေးပြီးတော့ next နှိပ်ကြည့်မယ်next နှိပ်ကြည့်ပြီးတော့ကျွန်တော် close နှိပ်ကြည့်ပါမယ်ဒါဆိုရင်တော့ခုနကကျွန်တော်တို့သူပြနေတာလေးမရှိတော့ပါဘူးကျွန်တော်တို့ကာစာလေးချပြီးတော့ဒါပြန်ရိုက်ကြည့်မယ်ဆိုလို့ရှိရင်ဒါ keyboard ကရိုက်လို့ရသွားပါပြီဒါပေမဲ့ဒီ keyboard ကဘာဖြစ်နေလဲဆိုတော့ key ညှိနေပါတယ်keyboard တော့ပြန်သုံးလို့ရသွားပြီဒါပေမဲ့သူ backspace key ကတော့ဒါအလုံးမလုံးပါဘူးဖြတ်လို့မရပါဘူးဒါကတော့ဒါကျွန်တော်တို့ hardware keyboard ရဲ့ error ပေါ့နော် hardware keyboard ရဲ့ error ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လုပ်လို့မရပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာကပေါ့နော်တကယ်တမ်းကတေချာတွေးကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်လဲဒါစမ်းလုပ်ကြည့်နေရင်းနဲ့ကျွန်တော်ဗီဒီယိုရိုက်ပေးလိုက်တာခုနက driver install လုပ်လိုက်လို့ရသွားတာတော့မဟုတ်ဘူးပေါ့နော်ဒီကောင်ကဒါပေမဲ့တချို့ကွန်ပျူတာတွေမှာကအဲ့လိုမျိုး driver update လုပ်ပေးလိုက်ရုံနဲ့ keyboard ရသွားတာရှိပါတယ်အခုကတကယ်တမ်းကျတော့ကျွန်တော်ကဒီသူ့ရဲ့ကျွန်တော် install လုပ်ထားတဲ့ driver တစ်ခုနဲ့စောစောကပေါ့နော်ဒီ install လုပ်ထားတဲ့ driver တစ်ခုနဲ့သူမကိုက်ညီတဲ့အတွက်ကြောင့်မလို့ဒီသူ3 page လေးပြနေပြီးတော့ keyboard မရတာပါအဲ့တော့အဲ့ဒီကောင်ပေါ်ကိုကျွန်တော် update driver ဆိုပြီးတော့ဒီ PS2 keyboard ဆိုပြီးတော့သူရဲ့ default driver ကိုကျွန်တော်ရွေးပေးလိုက်တဲ့အခါမှာအဆင်ပြေသွားတာဖြစ်ပါတယ်အဲ့တော့ဒါကတော့အမျိုးမျိုးရှိရပေါ့နော် error တစ်ခုကိုကျွန်တော်ဖြည့်ရှင်းတဲ့အခါမှာတော့အမျိုးမျိုးသော way တွေနဲ့ပဲကျွန်တော်ဖြည့်ရှင်းရတာပါအဲ့တော့ driver update လုပ်တဲ့နည်းလေးရောတခါတည်းဒီ serial number နဲ့ကျွန်တော်တို့ driver ကို official သွားပြီးတော့ download လုပ်တဲ့နည်းလေးပါအားလုံးသိသွားစေဖို့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ပေးလိုက်တာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် BNK ကွန်ပျူတာက BNK ကောတာပါ